မိဘအရေးတီတာအေးချမ်းဆုံးမိဘမြတ်တာတီတာအနှွေးထွေးဆုံးမိဘရင်ခွင်တီတာအလုံးချုံဆုံးအဲ့လိုလေးတွေဖော်ပြယူဆကြပါရီဒါပေမဲ့ဒီရဲ့စကားလေးမှာတော့အထက်ကပြောခဲ့တာတွေဟာဟုတ်မနေပါဘူးဒုက္ခတွေရဲ့မြစ်ဖျားခံရကကိုယုံကြည်ထားတဲ့မိဘတွေဖြစ်နေမယ်ဆိုရင်ရောကျွန်တော်တို့တွေတွေးတော့မတွေးထားဘူးတဲ့ကိုရဲ့ဖခင်အရင်ကကိုကိုနှစ်ပေါင်းများစွာရှုံးနှောင်ပြီးတော့အာရမချင်းခံရတဲ့မိန်းကလေးတယောက်ရဲ့စိတ်အခြေအနေဟာဘယ်လိုမျိုးဖြစ်နေမလဲဒီရဲ့အဖြစ်ဟာအမေရိကန်ပြည်ထောင်စုမှာတကယ်ပဲဖြစ်ပွားခဲ့ပါရီဇလန်လီရဲ့အစာမှာတော့ဆာရာတို့မိသားစုလေးနဲ့အစာပြုထားပါရင်ဆာရာဟာအငယ်ဆုံးသမီးဖြစ်ပြီးတော့သူ့ရဲ့အထက်မှာကအမအေမီပါအေမီကအေးတလားဆာရာကတော့လူငယ်ပြီးမဟုတ်မခံပါအခုလေဆာရာကအပြင်မှာပါတီပွဲရှိနေလို့သွားမယ်လို့တဲ့အခါဖခင်ကမတွားခိုင်းပါဘူးဒါပေမဲ့မကြည်မနှက်နဲ့ဆက်ပြီးတော့ရန်လို့တဲ့အခါမှာတော့သူ့ရဲ့အဖေကအခန်းထဲကိုဝင်သွားခိုင်းလို့ဆူဆူအောင်းအောင်းနဲ့ဝင်သွားရပါရင်ဒါပေမဲ့အဖေဖြစ်သူဒီလိုမျိုးအောင်ကောင်းနေရကိုလေအလဲလာတဲ့အမအေမီရောအမေဖြစ်သူဟာပါတခုမှဝင်မပါရဲပါဘူးဒါကတော့ဆာရာတို့မိသားစုရဲ့အခြေအနေပါဖခင်တွန်းကသူတိသူမှန်သူတက်ဆိုတဲ့ဖိုဝါရအာကြီးရဲ့သူဖြစ်ပြီးတော့ပြန်ပြောတတ်တဲ့သမီးရဲ့ဆာရာနေကတော့တစ်ချက်ချက်ပါပဲဒီအညာမှာတော့ဆာရာဟာအပြင်ကိုခိုးထွက်ပြီးတော့ရီစာခရစ်နဲ့အတူပါတီကိုတွားကြပါရင်တညလုံးဆိုကြကာကြနေလူငယ်တွေပီပျော်ပျော်ရွှင်ရွှင်ပဲဖြတ်တန်းနေကြတာပေါ့ပြီးတော့ခရစ်ကဆာရာအတွက်ရေးထားတဲ့တခြင်းလေးတစ်ပုဒ်ကိုဆိုပြပါရင်အဲဒီနောက်မှာတော့ရှစ်သူတို့ရဲ့ထုံးစံအတိုင်းမြခင်ပြင်ပေါ်မှာပဲအနမ်းတွေကိုပေးပြီးတရှိလိုက်ကြပါရင်နောက်မနေ့ပြန်တဲ့အခါမှာတော့ဖခင်တုံးကအိမ်အပေါဝါကနေစောင့်ပြီးတော့စူပါရင်ဆာရာကတခုံးမခန့်ပြန်ပြောတဲ့အခါမှာတော့ဖခင်တုံးကရိုက်တော့မဲ့အခြေအနေထီကိုရောက်သွားပါရင်ဒါပေမဲ့အမေဖြစ်သူမြင်လိုက်လို့တော့ဒီရဲ့အခြေအနေကဒီနေရာမှာပဲပြီးသွားခဲ့တာပါအခန်းထဲကိုရောက်တဲ့အခါမှာတော့အမအေမီယာပါဝင်လာပါတယ်အမနေမပြန်လာသေးဘူးလားလို့မေးတော့နှင်းကိုစိတ်မချလို့စောင့်နေရဆိုပြီးပြောပြီးအဆူခံပြီးတော့ခိုးထွက်ရတာကတန်ရက်လာလို့မေးတော့ဆာရာကတန်နေဒိုနှစ်ယောက်ရှစ်သူဖြစ်သွားကြပြီလို့ပြောရင်ညီအမနှစ်ယောက်ခိုးခိုးခိခိနဲ့ရဲနေကြပါတယ်နောက်တော့အမေဖြစ်သူကရောက်လာပြီးတော်သေးတယ်အပြေထွက်ခွင့်ကိုတပတ်ပဲပိတ်ထားလို့လာပြီးတော့ပြောပါတယ်ဆာရာကတော့ဆက်ရှင်နေပြည့်ရင်အင်္ဂါနေတကယ်ထွက်မှာဆိုပြီးသူနဲ့သူ့ရဲ့ရှစ်သူနဲ့နိုင်ငံအနှံ့ပတ်မဲ့အစီအစဉ်တွေကိုအကုန်လုံးကိုပြောပြနေပါရီဒါပေမဲ့ဒါရီကိုရှောင်းပြီးတော့နားထောင်နေတဲ့သူတယောက်တော့ရှိပါရီအဲ့ဒီရဲ့လူကတော့ဆာရာရဲ့ဖခင်ဒေါ်မာပဲအဲ့ဒီရဲ့နေကတော့ဆာရာလေးရဲ့ဘဝကန်ဆိုရှင်းတွေကိုအစာပြတဲ့နေလို့ပဲခေါ်ရမှာပေါ့ဒေါ်ကသူ့စီကနေပုံကန်ပြီးတော့ထွက်သွားမဲ့တမီးရဲ့စကားတွေကိုကြားပြီးဒေါ်ရတွေထွက်နေပါရီအဲဒါကြောင့်မလို့သူတယောက်တည်းအပန်းဖြေလေးရှိတဲ့မြေအောက်ခန်းထဲကိုဆင်းသွားပါရီမြေအောက်ခန်းထဲမှာတော့စင်တစ်ခုရှိပါရင်အဲ့ဒီစင်ရဲ့နောက်မှာတော့အခန်းတစ်ခန်းထပ်ပြီးတော့ရှိနေရဆိုတော့ဒွန်းတယောက်ပဲတီထားတာပါဒွန်းဟာအဲ့ဒီအခန်းရဲ့အပေါဝါမှာရက်ပြီးနောက်ဆုံးလို့မရတော့မဲ့အကြံစိုးတစ်ခုကိုစဉ်းစားနေပါရီအလုံးနဲ့လာနေရှိကြပြီးရဲ့နောက်တနေ့မှာဆာရာကခရစ်နဲ့ဖုန်းပြောနေပါရင်ဒွန်းကတော့အပြင်မှာမျက်ရည်နေပါရီအဲ့ဒီရဲ့အချိန်မှာဆာရာရဲ့အမေကသမီးအမေစတိုးဆိုင်ကိုတွားမလို့လိုင်းအောင်မလားလို့မေးတော့သမီးကခရစ်နဲ့ဖုန်းပြောနေလို့ဆိုပြီးတော့ကြံခဲ့လိုက်ပါရီအရာကပဲဆာရရဲ့ဘဝနှစ်20လောက်အထိဒုက္ခတွေခံရခြင်းရဲ့အစဖြစ်လာခဲ့ပါရီအမေထွက်သွားရဲဆိုရင်ပဲဖခင်တုံးကဝင်လာပြီးဖုန်းကိုခဏရှာလိုက်အောင်ဒီမှာလာပြီးတော့ကူလို့ဆိုလို့ဖုန်းကိုရှာပြီးတော့လိုက်သွားပါရီအလိုနဲ့အင်ရှိကပုံကိုကူပြီးတော့မခိုင်းလိုက်ပြီးအဲ့ဒီရဲ့ပုံကိုဆာရာကိုပိတ်လောင်ထားမဲ့အခန်းစီကိုတဲသွားလိုက်ပါရီတုံးကဒီရဲ့အခန်းကိုဘလို့ထင်လဲလို့မေးလိုက်တော့ပရင်းပေါက်လည်းမရှိမကြိုက်ပါဘူးလို့ပြန်ပြီးတော့ပြောပါရီစကားပြောနေနေပဲဒုံကအပေါဝါကိုရောက်သွားတဲ့အခါမှာတော့တကားကိုပိတ်ချလိုက်ပါရင်ဆာရာတရားမထင်မှတ်ထားတာတွေဖြစ်လာလို့ကြောက်အားလက်အားနဲ့တကားကိုပြန်ဖွင့်ခိုင်းမိမယ်ဒုံကတော့ဖွင့်မပေးပါဘူးဖခင်တယောက်ရဲ့လူမဆန်တဲ့လောက်ရတွေဟာတွေးတော့မတွေးရဲစရာပါဆာရာပုံးကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့သူ့ရဲ့ခီးဆောင်အိတ်ရဲ့အဝိတ္တရှို့ရဲ့ကိုတွေ့ရပါရင်ဆာရာကအခန်းရဲ့တကားကိုဖွင့်ဖို့အတွက်ကြိုးစားပါရင်ဒါပေမဲ့သုံးခါမြောက် password မှာတဲ့အခါမှာတော့မိပေးထားတဲ့စနစ်ကအလိုအလျောက်ပိတ်သွားခဲ့ပြီးလေဝင်လေထွက်စနစ်ပါရပ်သွားခဲ့ပါရီဆာရာကအော်ဟစ်ပြီးတော့အကူအညီတောင်းမိမယ်ဘယ်သူမှမကြားနိုင်ပါဘူးညရောက်တဲ့အခါမှာတော့အမေနဲ့အမတို့ကဆာရာပြောက်လို့စိတ်တွေပူနေကြပါပြီဒုံကတော့အေးစစ်စစ်ပဲစာအုပ်ကိုဖတ်နေပါရီအမေကရဲတိုင်းပဲလောက်တော့ဒုံကစိတ်ပူမနေစမ်းပါနဲ့မန်နေဂျာကြီးနှစ်ရက်သမီးပြန်ပြီးတော့ရောက်လာလိမ့်မယ်လို့ခက်တီတီနဲ့လှိမ်လိုက်ပါရီဒါပေမဲ့မိခင်ဖြစ်တဲ့သူကတော့တာသမီဇော်နေမလို့ယောက်ျားကိုမကြောက်နိုင်တော့ပါဘူးရဲကိုတိုင်ဖြစ်အောင်လို့တိုင်လိုက်ပါရင်ဒုတိယမြောက်နေမှလေဆာရာဟာလွတ်မြောက်အောင်လို့အားထုတ်နေတော့မှ
အော်ရီဟစ်တွေတကားပတ်စော့တွေမှားနေပြီးပါဝါတည်သွားလို့အသက်ရှူကျက်တာလေခဏခဏပါပဲဒုံးဝင်လာတဲ့အခါမှာတော့တိုင်ရဲ့အကွယ်လေးမှာပုံနေပြီးတကားမပိတ်ရသေးခင်မှာပြေးထွက်သွားပါတယ်ဒါပေမဲ့တကားကနောက်ထပ်တစ်ခုရှိနေသေးတာပါဆာရာလေးအတန်ကုန်ဟစ်ပြီးတော့အကူကြီးတောင်းချပြီးမြဘယ်သူမှရှိမနေရကြောင်းဒုံကအော်ဇန်နင်ကြတဲ့လောက်အော်ဇန်ဒါအတန်လုံးနဲ့အခန်းကွာလို့ပြောပြီးစပင်ကနေဆွဲပြီးတော့ခေါ်သွားပါတယ်အဲ့ဒီနောက်မှာတော့တကားကိုပြန်ပေးလိုက်ပြီးဆာရာကိုပါရိုက်လိုက်ကအရမကျင်ပါတယ်မလောက်ပါနဲ့လို့တောင်းပန်နေရပေမယ့်ကာမဘလူးကိုတားလို့မရတော့ပါဒုံတို့စီကိုရဲတယောက်ကရောက်လာပြီးမင်းမြန်စုံစမ်းနေပါတယ်ဒါပေမဲ့ဒုံးဖြည့်လိုက်တဲ့ပုံစံတွေကြောင့်စေကျော်သက်ကလေးမကမိဘတွေနဲ့အစင်မပြေဖြစ်ပြီးခဏရှောင်ပြေးနေရအချိန်တန်ပြန်ပြီးတော့လာမှလို့ယူဆသွားပါတယ်ဒါကြောင့်ရဲကအမေဖြစ်သူရီနီကိုကျွန်တော်ပြောမေးကျွန်တော်ဒီရဲ့အလက်ကိုလုံနေအောင်20ရှိနေပြီဘာမှစိတ်မပူနဲ့ဖုန်းနာထိုင်ပြီးတော့မျောနေအချိန်တန်သူ့ဖုန်းဆက်လာလိမ့်မယ်လို့ပြောပြီးတော့ပြန်သွားလိုက်ပါတယ်ရီနီကတော့ငိုပြီးတော့ကြံရနေပါတယ်ဆာရာလီကလည်းအာရှိသမျှသူ့ရဲ့အတန်ကိုကြားလို့ကြားညာအော်ဟစ်ပြီးတော့အကူအညီတောင်းနေရှာပါတယ်စိတ်ထွက်ပေါက်အနေနဲ့သူ့ရဲ့ရှစ်သူနဲ့ကြည်နူးခဲ့တဲ့ကဘာဘက်ဖို့တိုင်ပင်ခဲတာလေးတွေကိုပြန်ပြီးတော့တွေးရင်သူ့အတွက်ရေးပေးထားတဲ့တခြင်းလေးကိုညီးရင်နဲ့ကြော်ဖြတ်နေရရှာတာပါတရက်မှာတော့ခရစ်ကဒွန်းတို့ရဲ့အိမ်ရှိကိုရောက်လာပါတယ်အပြင်မှာမြင်းနေတဲ့ဒွန်းနဲ့တွေ့တော့ခရစ်ကဆာရာရဲ့အကြောင်းများတခုခုကြားသေးလားလို့မေးပါတယ်ဆိုင်ငယ်နောက်မှာလေဆာရာပြန်ရောက်ရင်ပေးဖို့ဆာရာလိုချင်တဲ့ပန်းအောင်ဆိုင်ငယ်အုပ်ထုပ်လေးလည်းပါလာပါသေးတယ်ဒွန်းကမင်းတို့သူကစတီအကြောင်းမပြောဘူးလားလို့မေးပြီးစတီဆိုတဲ့လူနဲ့လိုက်ပြေးသွားတဲ့အကြောင်းတွေစီကပတ်ကုံလင်လိုက်ပါရီခရစ်လေအဖေဖြစ်သူကိုရိုင်းကပြောတော့ယုံမိသွားပြီးစိတ်ပြက်နဲ့ပြန်သွားရှာတာပေါ့ဒီလိုနေဆာရာလေးမြောက်ခဲလေးကိုရောက်နေအောင်21ရက်ရှိပါပြီအဲ့ဒီနေ့ကဆာရာ16နှစ်ပြည့်တဲ့နေ့ပါလက်ဆောင်အနေနဲ့ဝင်းနေဂိတ်တစ်ခုရဲ့အနီရောင်ဆက်စီဒရက်တစ်စုံရဲ့ပေးပါတယ်အဲ့ဒီအချိန်မှာတော့ဆာရာဟာသူမလွတ်နိုင်တော့ဘူးလို့ခံစားလာရပုံပါပဲဘာလို့ချင်းလဲလို့မေးတော့တီဗီရဲ့နိုင်တလုံးရဲ့လို့ပြန်ပြီးတော့ပြောလိုက်ပါတယ်ဒုံကလေရစီရမယ်ဒါပေမဲ့ဘာပြန်ပေးရမလဲမင်းသိရင်တော့လို့ပြောလိုက်တဲ့အခါမှာတော့ဆာရာဟာခေါင်းငုံလိုက်ပြီးဒွန်းစီကိုတလန့်ရှင်းရှောက်သွားလိုက်ပါတယ်နောက်ရက်မှာတော့ဆာရာရဲ့အခန်းထဲမှာနေရန်ကတ်နာရီတစ်ခုကရောက်နေပါပြီ38ရက်မြောက်နေ့အဲ့ဒီနေ့ကတော့ဆာရာအတွက်မှတ်မှတ်ရပါပဲဆာရာကသူ့ရဲ့လွန်မြောက်မှုအတွက်နောက်ဆုံးအချိန်တိုက်ခိုက်ရှင်လို့ဆိုရမယ်နေပေါ့ငါတက်တာဘူးခွန်အားတံပြားနဲ့တိုက်ခိုက်ဖို့အတွက်ကြိုးစားတာပါဒါပေမဲ့ဒုံးကပဲလက်ဦးသွားပြီးဆာရာလေးကိုကင်ပေါက်ကရှောင်းနဲ့ပိတ်ပြီးတော့ကန်ပါရီအေရီနာမှာတော့ထုံးစံအတိုင်းသူ့ရဲ့သွေးသားပါထပ်ပြီးတော့စားသုံးသွားတာပေါ့တဖြည်းဖြည်းနဲ့ရက်ကိုလာစားလို့လက်တောင်ပေါက်ခဲ့ပါပြီအေရီအချိန်မှာဘိုက်တလုံးနဲ့ဆာရာဟာသူ့ရဲ့မိဖွားမှုကိုရှစ်ခဲရလိုမျိုးတယောက်တည်းပဲဖျက်ချော်ခဲ့ရပါရီတအူးကလေးကိုမှတယောက်တည်းမွေးရလောက်တဲ့အထိရုံးကန်နေရတဲ့ဆာရာရဲ့အဖြစ်ကတွေးကြည့်ဖို့တော့မှအရန်ကိုခက်ခဲလွန်းပါရီသမီးလေးမွေးလာတာကဆာရာအတွက်မိခင်ရဲ့အာမန်တွေရလာသလိုပါပဲသမီးလေး3နှစ်ပြည့်ရဲ့အချိန်မြေရောက်ခံတွေကိုရောက်တာ4နှစ်ပြည့်ရဲ့အချိန်မှာတော့ဆာရာဟာနောက်တစ်ယောက်မွေးလို့မွေးခင်ပါသမီးလေးမေရီဟာဒီရဲ့အတက်အရွယ်အထိပြင်ပလောကဆိုတာကိုမမြင်ဘူးဆာရာကကိုရိုင်းမှာမပြောနိုင်ပေမဲ့မိခင်မြတ်သားကြောင့်ပျော်ရွှင်အောင်ဆောင်ရင်သူ့ရဲ့ကလေးတွေကိုတက်နိုင်သမျှပျော်အောင်လို့ထားချပါရီတီဗီကနေတစင်ပြင်ပလောကဆိုတာဘလို့လဲလို့ပြောပြပေးလိရှိပါရီခုနှစ်ပြည့်တဲ့အချိန်မှာတော့ဒုတိယသားလေးတော်မှအတော်လေးကိုကြီးနေပါပြီအဲ့ဒီအချိန်မှာတော့ဆာရာတို့ရဲ့အိမ်ရှိကိုခရစ်ကထပ်ပြီးတော့ရောက်လာပါရီကံကောင်းရှင်တော့ဒီရက်တခါဒွန်းနဲ့မတွေ့ဘဲနဲ့ဆာရာရဲ့အမေအီမီနဲ့တွေ့ပါရီဒွန်းကဆာရာနဲ့စတီးရဲ့အကြောင်းကိုမေးတော့ဒွန်းနိုင်ထားတဲ့အကြောင်းကိုသိရတာပါဒါပေမဲ့အီမီကသူ့ရဲ့ညီမရုတ်တရက်ပျောက်သွားရတာဟာသူ့အဖေရဲ့ပြောကမကင်မန်းရေးစားမင်းနေရလို့ခရစ်ကိုပြောပြနေပါရီဒီရဲ့အချိန်ကစလို့သူတို့နှစ်ဦးလုံးဟာဒွန်းကိုစပြီးတော့မတင်မကဖြစ်လာတော့တာပါတစ်ဖက်မှာတော့ဆာရာကတာသမီးတွေပြောအောင်လို့အတော်ကြိုးစားနေရရှာပါရီအရွယ်ရောက်လာတဲ့ကလေးတွေဟာအပြင်ကိုထွက်ချင်ကြတာကတဘာဝပဲမဟုတ်ပါလားမိခင်တယောက်အနေနဲ့ဘာမှမလုပ်ပေးနိုင်တဲ့အခါသူတက်နိုင်တာလေးတွေနဲ့ကလေးတွေကိုပြောအောင်မယ်စော့ကစားပေးနေခဲ့ပါရီဒါဟုတ်ပဲသူကအကောင်းဆုံးလုပ်ပေးနိုင်တာမဟုတ်ပါလားညရောက်တဲ့အခါမှာတော့အီမီရဲ့အမေဖြစ်သူတို့ရဲ့ဟာဒုံကိုဘာကြောင့်ခရစ်ကိုလိမ့်လိုက်ရတာလဲဆိုတာမင်းနေပါရင်ထုံးစံအတိုင်းပဲဒုံကတော့အဲ့ဒီရဲ့ကိစ္စကဘာမှမဟုတ်တယ်လို့ပဲဘူးခံပြီးတော့ညင်နေရပါအမေရီနီကတော့တမီစောနဲ့ပောက်ကွဲပါရီသူတို့နှစ်ဦးပြဿနာတွေဖြစ်နေတဲ့အချိန်အီမီဟာတူးဖေထိုင်နေကြနေရမှာကြားကြံခဲ့တဲ့တော်သွဲကိုတွေ့သွားပါရီအဲ့ဒီတော့ဟာမြောက်ခံရဲ့တော်ဖြစ်ပြီး
အေမီဟာအဲ့ဒီရဲ့တော့ယူပြီးမြေရောက်ခံတွေကိုစင်ကညီမဆာရာကိုအဲ့ဒီမှာများရှိမလားလို့ရှာပါတယ်။ဒါပေမဲ့မြေရောက်ခံမှာနောက်ထပ်တစ်ခါရှိနေအောင်မသိတော့မတွေ့ပါဘူး။အဲ့ဒီရဲ့အချိန်မှာပဲဒုံးကပြန်ရောက်လာပြီးအေမီကိုမောင်းထုတ်ပါတယ်။ဆာရာကတော့တတိယရှင်သွေးလေးကိုတယောက်တည်းပဲမွေးလိုက်ရပြန်ပါပြီ။သောမတ်စ်လို့နာမည်ပေးထားတဲ့အငယ်ဆောင်လေးကိုအပေါ်ခေါ်သွားရှင်အောင်လို့ဒုံးကိုဖြောင်းဖြားနေပါတယ်။သူ့ရဲ့ရှင်သွေးတယောက်လောက်လူလိုသူလိုကြီးပြင်းလာရရင်နေလာလို့တွေးရှင်တွေးနေရှာမှာပေါ့။နောက်နေ့မနက်တော့ရှင်သောနဲ့ကလေးလေးတယောက်ကဒုံရဲ့အင်ရှီကိုရောက်နေပါပြီ။ရီနီကတာကိုတွေ့တဲ့အခါမှာတော့ကြီးတော့ကောင်းလိုက်တာသမီးလေးဆာရာကသူ့ရဲ့သားလေးကိုခဏထိမ့်မိပါဆိုတဲ့စာကိုတွေ့တဲ့အခါအပျော်ကြီးပျော်သွားပြီးတော့ကလေးငယ်ကိုပွေ့ရှိလာခဲ့ပါပြီ။ဒါပေမဲ့ကလေးငယ်လေးရဲ့အောက်မှာစာတစောင်ထပ်ပြီးတော့ရှိနေသေးတာတော့မမြင်မိလိုက်ပါဘူး။ကန်ဆိုပြီးတော့ဒုံကဒီရဲ့စာကိုတွေ့သွားတဲ့အခါထုံးစံအတိုင်းဆာရာလေးကနှိမ့်ဆက်မှုတွေကိုပဲထပ်ပြီးတော့ကြုံတွေ့ရတာပေါ့။အထီးကျန်ဆိုရွာတဲ့နေရက်တွေကိုတစ်ချက်ချက်မြင်နေတဲ့နိုင်ငံကနိုင်ကြီးကိုကြည့်ပြီးတော့ကြော်ဖြတ်နေရပါပြီ။တော်မလီကတော့အပြင်မှာကောင်းကောင်းမွန်မွန်နဲ့ကြည်ပြင်းခဲ့ရပြီးအားလုံးရဲ့အရှိတော်ကြီးဖြစ်နေပါပြီ။မြေရောက်ခန်းတွေကကလေးနှစ်ယောက်ကတော့လူကောင်ထွားသိန်းတလောက်ထွားမလာပြီ။အကြီးမလေးမှာပန်းနာရောင်ယောဂပါဆွဲကပ်နေခဲ့ပါပြီ။အကျွဲရောက်ပြီးပြင်ပလောကနဲ့ထိတွေ့ခွင့်မရတဲ့ကလေးတွေဟာမအေးကိုပဲအပြစ်တင်ပြီးတော့ရန်လောက်ကြတဲ့အခါဆာရာလီရဲ့မျိုးသိပ်ထားတဲ့စိတ်တွေကပောက်ကွဲထွက်ကုန်ပါပြီ။ကလေးတွေရဲ့ဘဝမှာဒီလောက်ထိတခါမှဒေါရမကြည့်ဘူးတဲ့မိခင်ကိုကြည့်ပြီးလမ်းကုန်ကြပါပြီ။အဲ့ဒီနောက်မှာတော့ဆာရာဟာအရွယ်ရောက်လာတဲ့ကလေးတွေကိုသူ့ရဲ့ဘဝအမှန်တွေကိုပြောပြလိုက်ပါပြီ။ဒီရဲ့အခါမှာကလေးတွေဟာမိခင်ရဲ့ဘဝကိုနားလေလာကြပါပြီ။အပြင်ကတောမတ်စ်လေးကအဆင်ပြေနေသလားမရောက်ခါထဲမှာတော့သိလူမျောပါဖြစ်နေတဲ့အကြီးမလေးကိုပြုစုရင်းသားမိ၃ယောက်ကဘာပြက်နေကြပါပြီ။ဒုံရောက်လာတဲ့အခါမှာတော့စေးအောင်ပို့ပေးဖို့အတင်းတောင်းပန်ပါမှတခါမှမရှိဘူးတဲ့တနာစိတ်တွေဝင်လာပြီးစေးရုံကိုပို့ပေးပါရီ။စေးရုံကိုသွားတဲ့လမ်းမှာလေဒီရဲ့အကြောင်းတွေကိုဘယ်သူမှမပြောဖို့ဆာရာကိုရှေးလျှောက်နေပါရီ။စေးရုံရောက်တဲ့အခါမှာတော့ကံကောင်းစွာနဲ့ပဲအကြီးမလေးကတိမဲ့ဘေးကနေလွတ်ခဲ့ပါပြီ။အပြင်ကိုရောက်ပြီးမယ်လို့နှစ်20လောက်အပြင်နဲ့ထိတွေ့ခွင့်မရှိတဲ့ဆာရာဟာသူ့ရဲ့အဖြစ်အပျက်ကိုဘယ်သူမှမပြောရပါဘူး။တော့ဟာလက်မှတ်ထိုးဖို့အပြင်ကိုခဏသွားတဲ့အချိန်မှာတော့ဆာရာဟာဘယ်သူမှအကူအညီမတောင်းရင်ဖြစ်နေပါရီ။ဒါပေမဲ့စေးရုံနေရဘောကနိုင်တချက်ချက်မိတဲ့ဟာအခန်းချင်းတွေကဒုက္ခတွေကိုသတိပေးသလိုဖြစ်ပြီးတော့ဆီယာမတယောက်စီကိုပြေးသွားခဲ့ပါရီ။ကျမအကူအညီလိုနေရလို့ပြောပြီးဆီယာမကိုပြေးဖက်လိုက်တာကိုဒုံကမြင်လို့တားဖို့လုပ်ပေမဲ့မမီတော့ပါဘူး။ကံကောင်းရှင်တော့ဆာရာတို့ရဲ့နားမှာရဲတယောက်လေးရှိနေတဲ့အခါဒုံကတော့အဖမ်းခံလိုက်ရပါရီ။အဲ့ဒီအချိန်မှာပဲအခန်းထဲမှာကြံခဲ့တဲ့အကြီးကောင်ကိုကယ်ထုတ်နိုင်လိုက်ပါရီ။အဖွားရီနီကတော့ငိုလို့ပေါ့။နောက်ဆုံးမှာတော့ဆာရာရဲ့ကလေး၃ယောက်ဟာပြင်ပလောကမှာအတူတကွစော်ကစားနိုင်ပါပြီ။ဆာရာရဲ့ရှစ်သူခရစ်ကလည်းဆာရာစီကိုရောက်လာပြီးမပေးလိုက်ရသေးတဲ့ပန်းရောင်အုပ်ထုပ်လေးကိုပေးလိုက်ပါရီ။ပရိသတ်ကြီးတို့ရေဒီရဲ့ဇလန်နီဟာပြန်ပြောရမှာတော့ရင်းနှီးစရာမလို့မြန်မြန်မင်းအဆုံးသက်လိုက်ပါရီ။လူတွေရဲ့စိတ်တွေဟာဇလန်တွေထက်စမ်းကြတာမလို့အတိအသေးနဲ့ရှင်သန်နိုင်ကြပါစီလို့ဆန္ဒပြုရင်ဒီရဲ့ recap ဗီဒီယိုလေးကိုနှီးကောင်းရှောက်လိုက်ပါရီ။အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်လေးအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါရီ။နောက်နေ့မှလေကျွန်တော်ရဲ့ channel ကနေဒီလိုမျိုးဇာတ်ကားကောင်းတွေကိုအမြဲတမ်းတင်ဆက်ပေးမှာမလို့ subscribe လေးလုပ်ခဲ့ပေးဖို့အတွက်ပြောချင်ပါတယ်။နောက်ထပ် video တွေမှာပြန်တွေ့ကြမယ်နော်။